Okay ရပြီဟောတော့ PDF file နဲ့ဝင် PDF file ခုနက PDF file နဲ့ဝင်လိုက်အော်ဒီ file ထဲမှာဆိုရင်ငါတို့ပြင်လို့မရအောင်နော်ဟုတ်တယ်မလားပြင်လို့မရအောင်နော်အော်ဒီ file ကို Microsoft ကပြောင်းညင်တာပေါ့ပြောင်းညင်လို့ရှိရင်ညီမလေးဒါကိုရင်ပိတ်လိုက်အောင်ဒီ PDF file ကိုရင်ပြန်ပိတ်လိုက်သူကဟို software တွေပါတယ်မလို့တော့ဒီ Microsoft ထဲမှာတစ်ခါတန်းပြင်လို့ရတယ်အဲဒါမို့ step မှာနဲ့အောက်ချက် step မှာနှိပ်ပြီးတော့ Microsoft software ထဲဝင် step မှာတစ်ချက်နှိပ် Windows logo လေးကိုနှိပ်ပြီးတော့ Windows logo လေးကိုနှိပ်အောက်ခြေက Windows logo လေး step မှာနှိပ်ပြီးတော့ WRD ကလေခိုင်းလို့ပဲဝင်မယ်လေခိုင်းလို့ပဲဝင် step မှာနှိပ်ပြီးတော့ WRD ကဟောတွေ့ရင်နှိပ်လို့ရတယ်နော်အဲ့မှာ तू ကလောလောဆယ်ပြည့်ချက်တာမဟုတ်ရပြဿနာမရှိဘူးနော်အဲ့တော့ညီမလေးဒီပုံလေးပေါ်တင်အဲ့ PDF file ပေါ်တင်လိုက်ဒီ PDF file လေးပေါ်ကိုတင်အော်ဒါရှိပဲဖြစ်နေလား sorry အဲ့မှာဒီဒါကိုရင်ပိတ်လိုက်အောင် file မှာနေ close ကိုနှိပ်ပြီးတော့ဒီ file ကိုရင်ပိတ်လိုက်file မှာနေ close ကိုနှိပ် file တက်မှာနှိပ် clc close ကိုနှိပ်လိုက် open ကိုသွင်းလိုက်မယ် file မှာနေ open ကိုနှိပ်မယ်နှိပ်ပါလို့ရှိရင်အဲ့ဒီမှာ browse ကိုနှိပ်ဒီမှာ browse browse ကိုနှိပ်ပြီးခုန PDF file က desktop မှာရှိဆိုတော့ desktop ကိုယူဘယ်ဘက်ချမ်းမှာ desktop ကိုယူ desktop ကိုနှိပ် okay ပြီးတော့ရင်အောက်ကိုနည်းနည်းဆင်းလိုက်ဒီမှာ scroll bar လေးနဲ့အောက်ကိုဆင်း scroll bar နဲ့အောက်ကိုဆင်းအဲ့မှာဒီမှာဒီ file လေးဟုတ်လားကိုပြောင်းနေတဲ့ file ကအဲ့ဒီ file မလို့နော်တကယ်လို့များတခြား file ဆိုလို့ရှိရင်တခြား file ကိုလိုက်ရှာမှာနော်တော့နှစ်ချက်နှိပ်လိုက်ဒီမှာလေးနှစ်ချက်နှိပ်အဲ့ဒါဆိုလို့ရှိရင်သူကဒီ file က PDF file ပေါ့အဲ့ပြောင်းမလားလို့မင်းလည်းရတယ်ဒီမှာ dialog box ကပြဿနာမရှိဘူး okay နေလိုက်တော့ okay နေလိုက်အဲ့ဒါခုနက file က Microsoft ဖြစ်သွားပြီ PDF file မဟုတ်တော့ဘူးဒီထဲမှာကိုကပြင်လို့ရသွားပြီဆိုတာဥပမာထားပါတော့ဒီမှာနာမည်ပြောင်းရင်ပြောနာမည်ဆမ်းမနဲ့ချက်လိုက်ပေါ့ပြည့်ချက်လိုက်ဒီကောင်နဲ့၄တောင်လေးကိုနဲ့ဒီ၄တောင်လေးကိုနဲ့ okay ရပြီဒီနာမည်တွေပါလေပြန်ပြောင်းလို့ရပါပေါ့နော် okay ဆမ်းမနဲ့ချက်လိုက်ဟုတ်တယ်ဒီမှာဒီနာမည်တွေပြောင်းလို့ရပါပြီနာမည်မှာတစ်ချက်နဲ့လိုက်နာမည်နောက်မှာတစ်ချက်နဲ့ sub name ဆိုတဲ့နောက်မှာတစ်ချက်နဲ့ဒီမှာလေဒီနာမည်လေးရဲ့နောက်မှာနဲ့ okay အဲ့အောင်ဖြတ်လိုက်သူ့ကိုပြန်ဖြတ်လိုက်ကိုယ်နာမည်ကိုပေးလိုက်ဥမာဆိုတာခုန PDF ထဲမှာဆိုလို့ရှိရင်ဖြတ်လို့မရဘူးလေဒီမှာပြန်ပြင်လို့ရပါတယ်အဲ့လိုပြောချင်တာနော်နာမည်တူကောက်ပဲညီမလေးပြည့်စုံမြင်တော့ရပြီတော့ပြီနားရလားမသိနော်အဲ့တော့ဆိုတာကျန်တဲ့စာတွေအကုန်လုံးကလိုချင်တယ်ဒီနာမည်လေးပဲမလိုချင်တာအဲ့ဒါဆိုလို့ရှိရင်ငါတို့ PDF file ကို Microsoft ပြန်ပြောင်းပြီးသွားပြီဆိုမှလုပ်လို့ရမှာပေါ့ဒီနေရာမှာငါတို့ software မလိုဘူးနော်ရင်တော့ကဆိုလို့ရှိရင်ဟောလဲပေါ့ Chrome ထဲကိုဝင် software နဲ့ PDF file ကို Microsoft ကပြောင်းပြီးသွားမှကိုလိုချင်တဲ့စာရင်းနဲ့ပြန်ပြင်လို့ရှိရင်ခုပြန်သိမ့်နေမယ်လေ file မှာနှိပ်လိုက် file တက်မှာတစ်ချက်နှိပ်လိုက်ဒီဟာကိုပဲ save as နဲ့သိမ့်လိုက်မယ် save as ကိုနှိပ်အောက်ဆိုမူရင်း file ကမူရင်းလည်းမထားမယ်ဒါကိုတို့တည်တဲ့လုပ်ချင်တာနော်ဒီ browse ကိုနှိပ် browse ကိုနှိပ်ပြီးတော့နာမည်ကိုတော့မပြင်တော့ဘူးနာမည်ကိုပြောင်းလိုက်ပေါ့နော်ကိုနာမည်ကိုပြောင်းလိုက်ကိုနာမည်ကိုပြောင်းလိုက်ရတယ်ပြောင်းလိုက်မယ်နော်ဘာလို့ပေါ့နာမည်တို့ကောက်ပဲပေးပြည့်စုံပြီးတော့ပြီးတော့လို့ရှိရင်အဲ့မှာလက်ရှိနာမည်တူတွေရှိနေဒီမှာတစ်ချက်နဲ့လိုက်ဒီဘက်ချက်မှာတစ်ချက်နဲ့လိုက်မရွေးနဲ့နော်မရွေးဘူးဒီဘက်ချက်မှာနှိပ်ပိုင်ဒီမှာ save as type ဆိုတဲ့နေရာမှာ web document ဆိုလို့ရှိရင်ဒါ Microsoft file သူ့ရဲ့ဘေးရများအောင်နှိပ်လိုက်သူ့တစ်ချက်နှိပ်လိုက်နှိပ်ပိုင် PDF ကိုရွေးလိုက် PDF file ဆို PDF ကိုရွေးလိုက် okay ရပြီဆိုလို့ရှိရင်သိမ့်မဲ့နေရာရွေးလို့ရတယ်နော်သိမ့်မဲ့နေရာပဲဘက်ချမ်းမှာ desktop ကိုပဲရွေးလိုက်မယ် desktop ကိုမရှားလို့ရအောင်ဟောတယ်မတွေ့ရင် score 1နဲ့ပေါ်တယ်နော်ဒီဘက်ချမ်းမှာနော်ဒီဘက်ချမ်းညီမလေးညာဘက်ကမဟုတ်ဒီဘက်က okay score 1နဲ့ပေါ်တက်ပြီးတော့ desktop ကိုရွေး desktop ကိုပြီးပါရင်တော့ save ကိုနှိပ်ဒီ Microsoft ကိုပေးလိုက်တော့နော် Microsoft file ကိုပေးတယ်ဒါကိုလည်းပေးလို့ရပါပြီ okay ဒီကတော့မသိမ်းတော့ဘူးတုံးစေပေါ့နော်
အဲ့တော့ဒီမှာလေခုနက file ကဒီ file အဲ့ဒီ file ထဲမှာရှိတဲ့စာနာမည်ကိုပြောင်းလိုက်တာကဒီ file ဟုတ်ပြီနော်နားလည်လားမသိနော်ကျွန်တဲ့စာတွေအကုန်လုံးမပြင်ကိုယ်နာမည်လေးပြောင်းနေတာဆိုလို့ရှိရင်အဲ့ PDF file နဲ့ပြောင်းလို့မရဖြစ်တဲ့အတွက် PDF ကို Microsoft ကပြောင်းပြီးသွားပြီဆိုမှကိုလိုချင်တဲ့စာတွေကိုပြင်ပြီးသွားလို့ရှိရင် PDF file ပြန်သိမ်းသွားလို့ရှိရင်ကိုပါတခြားဟိုဒီနဲ့ပို့လို့ပေါ့ line ကနေပို့လိုက်ရတယ် Facebook ကပို့လိုက်ရတယ် Viber နဲ့ပို့လိုက်ရတယ်အဲ့ file နော်နားလည်လား Okay